အဖေဖြစ်သူကအိမ်ပြန်လာတိုင်းလိမ္မော်တီးငါးလုံးအမြဲဝယ်လာတတ်ပါတယ်အမေဖြစ်သူကဘာလို့တလုံးပိုဝယ်လာတာလဲမေးတော့အဖေကပြုံးပြီးအားလုံးတလုံးစီစားလို့ရတယ်မင်းအတွက်ကတော့အမြဲတမ်းအပိုတလုံးပေါ်ဆိုပြီးအမေအတွက်အကောင်းဆုံးတွေအမြဲဖယ်ချန်ပေးထားတတ်ပါတယ်ဒါပေမဲ့အမေကတော့သူ့ကိုအမြဲတမ်း80 80ပဲဆက်ဆံပါတယ်သူအိမ်ပြန်လာတိုင်းတားဖြစ်သူကိုလည်းရေစရာလေးတွေလုပ်ပြီးနှုတ်ဆက်တတ်ပေမဲ့တားကတော့ဒါတွေကိုကလေးဆန်တယ်လို့ထင်ပြီးလစ်လူရှုထားခဲ့ပါတယ်တနေ့မှာတော့အဖေကမိသားစုတစ်ခုလုံးကိုညစာစားဖို့အပြင်ခေါ်သွားခဲ့ပါတယ်ထမင်းစပွဲမှာအားလုံးကတိတ်ဆိတ်နေတော့အဖေကစကားတွေပြောပြီးစနောက်ပေးပေမဲ့ဘသူကမှပြန်မတုံ့ပြန်ခဲ့ပါဘူးစပွဲထိုးကိုမိသားစုတပ်ပုံရိုက်ခိုင်းတဲ့အချိန်မှာတော့ပုံထဲမှာအဖေတယောက်တည်းပဲပြုံးနေခဲ့တာပါအဖေခမညာသူ့ကိုယ်သူဆိုရင်လွန်ခဲ့တဲ့10နှစ်ကဝယ်ထားတဲ့အင်ဂျီအစုပ်လေးကိုပဲထပ်ခါဝတ်နေပေမဲ့မိသားစုအတွက်ဆိုရင်တော့ဈေးကြီးတဲ့နိုင်ငံခြားဖြစ်ရေခဲမုန့်တွေကိုနှမျောတုလို့ခြင်းမရှိပဲဝယ်ကျွေးတတ်သူပါအိမ်ပြန်ရောက်တော့ဝယ်လာတဲ့ရေခဲမုန့်လေးကိုမိသားစုနဲ့အတူစားကျင်လို့တားဖြစ်သူစီသွားပေးချိန်မှာတားကရေဒီယိုပဲနားထောင်နေပြီးအဖေကိုလုံးဝဂယုမဆိုင်ပါဘူးအဖေကလည်းအနေခက်ခက်နဲ့ပြုံးပြပြီးတကားပြန်ပိတ်ပေးခဲ့ရပါတယ်အဲ့ဒီနောက်တားကြီးကောင်အခန်းထဲသွားပြီးရေခဲမုန့်အတူတူစားဖို့ခေါ်ပြန်တော့လဲတားဖြစ်သူကစိတ်ရှုပ်တဲ့ပုံစံနဲ့လက်ကပြပြီးနှင်လွတ်ခဲ့ပါတယ်ဒီလိုနဲ့အဖေဟာစိတ်ပြက်လက်ပြက်နဲ့ပဲလှည့်ထွက်လာခဲ့ရပါတယ်ညနေပိုင်းမှာအဖေရေတောက်ဆင်းလာချိန်မှာတော့စပွဲပေါ်မှာဘသူမှမစားပဲဖြစ်ထားလို့အရေးပျော်နေတဲ့ရေခဲမုန့်ဘူးကိုတွေးလိုက်ရပါတော့တယ်အဲ့ဒီအချိန်မှာသူ့ရဲ့နှလုံးသားဟာလည်းရေခဲမုန့်နဲ့အတူအရေးပျော်ကြိုးကြေသွားခဲ့ရပါတယ်အဲ့ဒီအချိန်ကစပြီးအဖေဟာမိသားစုနဲ့ပတ်သက်သမျှကိုစိတ်မဝင်စားတော့ပဲထမင်းစားရင်တော့အားလုံးနဲ့ခွဲပြီးတယောက်တည်းအထီးကျန်စွာနေထိုင်ပါတော့တယ်အဖေရဲ့ပြောင်းလဲသွားတဲ့အခြေအနေကိုသတိထားမိလာတဲ့သားဖြစ်သူကသူ့တငယ်ချင်းကိုအကြောင်းဆုံးပြောပြတဲ့အခါတငယ်ချင်းဖြစ်သူကအဖေကိုပြန်ပြီးနွေးနွေးထွေးထွေးဆက်ဆံဖို့အကြံပေးခဲ့ပါတယ်။ဒါနဲ့အိမ်ပြန်ရောက်တဲ့အခါသားဖြစ်သူကအရင်ကအဖေလုပ်တတ်တဲ့ရေစရာအမှုအရာလေးတွေကိုတမင်လုပ်ပြလိုက်ပါတယ်။အဲ့ဒီအခါမှာတော့အဖေစီကနေအပြုံးလေးတွေပြန်လည်မြင်တွေ့ခဲ့ရပါတော့တယ်။တကယ်တော့မိဘတွေဆိုတာလည်းတစ်ခါတလေကလေးတွေလိုပါပဲ။သူတို့လည်းနှွေးထွေးမှုလေးတွေလိုအပ်တတ်ကြပါတယ်။မိသားစုစီကနှွေးထွေးတဲ့တုံ့ပြန်မှုလေးတစ်ခုကပဲသူတို့ကိုအချိန်ကြာကြီးပျော်ရွှင်စေဖို့လုံလောက်နေပါပြီ။